ကဲဒီနေ့ကတော့ကျွန်တော်တို့စိတ်သားကိုလုံးဝအနဲ့မနဲ့ရအောင်ညီနဲ့တွေလုံးဝပျောက်ပြီးတော့မွေးမွေးလေးနဲ့စားချင်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့အနဲ့မွေးမွေးလေးနဲ့စိတ်သားချင်တဲ့လေးကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာချစ်စားကြကြပါမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့စိတ်သားချက်ဖို့အတွက်အရင်ဆုံးစိတ်သားလေးတွေကိုတုံးလေးတွေတုံးထားပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်ကတော့စိတ်သားတွေကိုခောက်ထားပါမယ်စိတ်သားတွေကိုကျွန်တော်တို့ခောက်တဲ့နေရာမှာမကြည့်မသိဖို့အနေတော်လေးစိတ်သားကအတုံးကြည့်ရင်လေသူကသိပြီးတော့စားလို့မကောင်းပါဘူးစိတ်သားကိုအတုံးခက်သေးသေးလေးတောင်းမှကျွန်တော်တို့တော်လေးကိုစားရတာလည်းအရသာရှိပါတယ်နောက်ပြီးတော့အနှံကလည်းညီနှံကလည်းလုံးဝကိုပျောက်စေပါတယ်ကျွန်တော်ကတော့အခုဆိုလို့ရှိရင်အဲ့စိတ်သားလေးတွေကိုတုံးလေးတွေပိုင်ဖြတ်ထားပါမယ်စိတ်သားကလည်းကျွန်တော်ညီလေးတယောက်ကနေပြီးတော့လက်ဆောင်ပေးလာတဲ့စိတ်သားလေးဖြစ်ပါတယ်သူကစိမ့်စိမ့်လဲလဲလေးတွေပါသူတစ်ထက်ကစိတ်ပေးလို့ဆိုပြီးတော့သူတို့ကကျွန်တော်ကိုလက်ဆောင်လာပေးတာပါခုဆိုလို့ရှိရင်ကျွန်တော်တို့စိတ်သားလေးတွေအကုန်လုံးသင်ပြီးပြီဆိုတာနဲ့ကျွန်တော်ကတော့အရင်ဆုံးပျောက်ပွားမှုနှစ်စွမ်းကိုထေးပြီးတော့သံဖရာရည်လေးကိုထေးပြီးကျွန်တော်တို့အနက်ပျောက်အောင်နာလေးကိုနေပေးထားလိုက်ပါမယ်အဲ့လိုနေပေးပြီးတော့ကျွန်တော်တို့ခဏလေးနှက်ထားလိုက်ပါမယ်နှက်ထားတဲ့အချိန်လေးမှာကျွန်တော်ကတော့မြို့သီးကိုထောင်းထားပါတယ်မြို့သီးထောင်းတဲ့နေရာမှာကျွန်တော်တို့ကြက်သွန်ဖြူဂျင်းကြက်သွန်နေအဲ့ဒါလေးကိုကတခါလေးထေးပြီးတော့ညက်အောင်ထောင်းထားပါမယ်ကျွန်တော်အခုဆိုလို့ရှိရင်ထပ်ပြီးတော့အကုန်လုံးကိုညက်အောင်ထောင်းလိုက်ပါမယ်ကျွန်တော်တို့ငရုတ်သီးလေးတွေညက်လာပြီးအကုန်လုံးအနေတော်ဖြစ်လာပြီးဆိုတာနဲ့အခုနာကနှက်ထားတဲ့စိတ်သားကိုကျွန်တော်တို့ရေပြောင်းအောင်ဆေးပြီးတော့ထောင်းထားတဲ့ငရုတ်သီးရေပြီးတာနဲ့အပေါ်ကနေပြီးတော့ငံပြားရေအကြီးငံပြားရေအနောက်ပြီးတာနဲ့ကျွန်တော်တို့မဆလာပါထိပြီးတော့တခါလေးနေထားလိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့အသားလေးတွေကိုလုံးဝစိမ့်ဝင်သွားတဲ့အထိပေါ့နာလေးနေပေးထားဖို့တော့လိုပါတယ်ခုလိုပုံစံမျိုးလေးကျွန်တော်တို့နာလေးနေပေးပြီးတော့စိတ်သားလေးကိုနှက်ထားလိုက်ပါမယ်ခုလိုစိတ်သားနှက်ထားတဲ့အချိန်လေးမှာကျွန်တော်တို့မဆလာအတွဲသွားပြီးတော့ဆင်သန်းလုပ်ပါမယ်မဆလာလုပ်တဲ့နေရာမှာပါဝင်တဲ့ပစ္စည်းတွေကတော့ကျွန်တော်တို့စမရိစီနန်းနန်းစီတိုက်ချပိုးခေါနာနဲ့ပွင့်ပြန့်တော်သိန်းအဲ့ဒါလေးတွေကိုရွာပြီးတော့ကျွန်တော်တို့အနှဲမှွေတဲ့အထိချက်လိုက်ပါမယ်ဒီလွန်ပြပြဆိုတာနဲ့အဲ့ဒါလေးတွေကိုရွာပြီးတော့တခါတည်းအမုံကျိတ်ပြီးတော့ထောင်းလိုက်ပါမယ်ကျွန်တော်ကတော့အဲ့ဒါလေးတွေရွာထောင်းပြီးပြီဆိုတော့ကျွန်တော်တို့စီချက်ပါမယ်အရင်ဆုံးစီချက်တဲ့နေရာမှာနာနဲ့ပွင့်နဲ့တိုက်ချပိုးခေါကိုအရင်ဆုံးထည့်လိုက်ပါတယ်ပြီးတာနဲ့အခုနောက်ကနှက်ထားတဲ့စိတ်သားလေးတွေကိုထည့်ပြီးတော့ထည့်လိုက်ပါမယ်စိတ်သားလေးထည့်ပြီးတော့အပေါ်အောက်လေးနည်းနည်းပြန်ပေးလိုက်ပါမယ်အိုးမကက်အောင်အတွက်ပါအဲ့လိုအပေါ်အောက်လေးနည်းနည်းပြန်ပေးပြီဆိုတာနဲ့ကျွန်တော်တို့နောက်ထပ်လိုအပ်တဲ့တစားပလာလေးတွေကိုထည့်ပြီးတော့ထည့်ပါမယ်အရင်ဆုံးစားတစွမ်းထည့်ပါမယ်ပြီးတာနဲ့ဟင်းချုံမုံနည်းနည်းပါဟင်းချုံမုံစားထည့်ပြီဆိုတာနဲ့အခုနောက်ကထောင်းထားတဲ့မဆလာကိုထည့်ပြီးတော့အပေါ်ကနေထည့်လိုက်ပါတယ်အဲ့ဒါလေးတွေထည့်ပြီးတာနဲ့ကျွန်တော်ကတော့ထည့်ပြီးအသားမုံပါနည်းနည်းလေးထည့်လိုက်ပါတယ်အသားမုံလေးတွေအကုန်လုံးထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အပေါ်အောက်လေးသေချာလေးကို20အောင်မှွေပေးထားပါမယ်ကျွန်တော်ကတော့20အောင်အတွက်အပေါ်အောက်လေးကိုမင်းအေးလေးနဲ့သေချာလေးကိုပြန်ပေးထားပါတယ်ကျွန်တော်တို့သေချာ20အောင်မှွေပေးပြီးအကုန်လုံးအစင်သက်ဖြစ်ပြီဆိုတာနဲ့စိတ်သားမှာပါလာတဲ့အရေးလေးတွေခန်းသွားအောင်အတွက်ကျွန်တော်တို့အိုးဖုံးလေးဖုံးပြီးတော့စီပြန်လာတဲ့အထိချက်ထားလိုက်ပါမယ်โอเค9မိနစ်လောက်နေတာနဲ့ကျွန်တော်တို့ open ကိုဖွင့်ကြည့်လိုက်ပါမယ်အရေးလေးကတော့နည်းနည်းရှိနေပါသေးတယ်ဒါပေမဲ့ကျွန်တော်ကထပ်ပြီးတော့ပေါ်အောက်လေးပြန်ပေးပြီးတော့အဲ့ဒီအရေးလေးခန့်အောက်ထပ်ပြီးချက်လိုက်ပါမယ်အဲ့ဒီအရေးလေးတွေနည်းနည်းခန့်လာပြီဆိုတာနဲ့ကျွန်တော်တို့ပြုတ်ထားတဲ့ပေးကိုထပ်ပြီးတော့ထည့်လိုက်ပါတယ်ပေးထည့်ပြီးပြီဆိုတာနဲ့အဲ့ဒီအရေးလေးခန့်သွားအောင်အတွက်တစ်ခါထပ်ပြီးတော့ကျွန်တော်တို့ချက်လိုက်ပါမယ်အဲ့အရေးလေးတွေနည်းနည်းလေးခန့်လာပြီးကျွန်တော်တို့အိုးကလည်းအစင်သက်ဖြစ်လာပြီဆိုတာနဲ့ရေနည်းလေးထည့်ပြီးတော့တစ်ခါတက်ချက်ထားပါတယ်ပြီးပြီဆိုတာနဲ့ကျွန်တော်ကတော့ထည့်ပြီးတော့ခွက်စစ်တဲ့ရေလေးကိုပါထည့်လိုက်ပါတယ်ခွက်စစ်တဲ့ရေလေးကိုထည့်ပြီးတော့အပေါ်အောက်လေးနည်းနည်းမွေပေးပြီဆိုတာနဲ့ကျွန်တော်တို့ထည့်ပြီးတော့အိုးဖုံးလေးကိုအုပ်ပြီးတော့10မိနစ်လောက်ချက်ထားလိုက်ပါမယ်โอเค10မိနစ်လောက်နေတာနဲ့ကျွန်တော်တို့အိုးဖုံးလေးကိုဖွင့်ကြည့်လိုက်ရင်တော့အနည်းလေးကတော့သင်းသင်းလေးနဲ့တော်တော်လေးကိုမှွေနေပါပြီအပေါ်အောက်လေးနည်းနည်းပြန်ပေးပြီးတော့ထပ်ပြီးတော့ကျွန်တော်ကငံပြားရည်အခြေလေးကိုအပေါ်ကနေနည်းနည်းလေးပေါက်ထည့်လိုက်ပါတယ်ငံပြားရည်အခြေလေးပေါက်ထည့်ပြီးပြီဆိုတာနဲ့အခုနောက်ကလွှာထားတဲ့ပြန့်တော်တင်ရွက်လေးတွေကိုပါထပ်ပြီးတော့ထည့်လိုက်ပါမယ်ပြန့်တော်တင်ရွက်လေးတွေလည်းအကုန်လုံးထည့်ပြီးပြီဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မဆလာလေးကိုထပ်ပြီးထည့်လိုက်ပါမယ်အပေါ်ကနေမဆလာလေးအုပ်ပြီးပြီဆိုတာနဲ့အပေါ်အောက်လေးသေချာလေးနှက်ဆက်အောင်မှွေပြီးတော့အရေးလေးနည်းနည်းခန်းသွားအောင်အတွက်ထပ်ပြီးတော့ချက်လိုက်ပါမယ်โอเคကျွန်တော်တို့ခဏနေတာနဲ့ဒီနေထားလေးကိုရောက်လာပြီဆိုတော့
စိတ်နဲ့လုံးဝမနှံပေးနဲ့ညီနဲ့တွေလုံးဝကင်းစင်ပြီးတော့နှုံအေးအေးလေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့စိတ်ပေးဟန်တိုးရပါပြီဒီလိုပုံစံမျိုးလဲဆွမ်းအောင်ထိကျေပေးတဲ့အတွက်တူတယောက်ချင်းစီကိုလည်းပဲအထူးပန်ကျေးဇူးတင်ရှိပါတယ်ခုလိုမျိုးဟန်ရှင်းလေးတွေကိုကျွန်တော်ကအမြဲမပြတ်တင်ဆက်ပေးနေတဲ့အတွက်ကြောင့်ကျန်တဲ့သားတွေဆိုလို့ရှိရင် subscribe လေးတွေလုပ်ပေးခဲ့ကြပါဒါမှကျွန်တော်နောက်ထပ်တင်တဲ့ဗီဒီယိုလေးတွေနဲ့ပြန်လည်ဆုံတွေ့နိုင်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်